အာရခန်ကိုတွားဖို့ကျွန်တော်အစင်းသင်းရှိပါတယ်ကျွန်တော်မိသားစုနဲ့ကျွန်တော်အာရခန်ပြည်နယ်ကိုကျွန်တော်မကြခင်တွားတော့ပါမယ်ပြန်တော့ပါမယ်အားလုံးမင်္ဂလာပါအစ္စလာမ်အလိုင်ကွမ်ဝရဟ်မတုလ္လာဟ်ဝဘရကာတူလက်စားအဘတော်မြေပါပြည်သူများနဲ့ချစ်မြတ်ဆွေအပေါင်းတို့ခင်ဗျာကျွန်တော်ဒီကနေ့ဆိုလို့ခြင်းတဲ့အကြောင်းရင်းကဘာလဲဆိုတော့မြန်မာစစ်အစိုးရနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆိုလို့ခြင်းတဲ့အကြောင်းရင်းဖြစ်ပါလေကျွန်တော်တို့ရိုဟင်ဂျာလူမျိုးများကိုမြန်မာစစ်အစိုးရကတုံးနေတာဒါအကျုပ်အမြင့်မြတ်တစ်ခုခုမြတ်ရှိမလားဆိုပြီးတော့တကယ်ကိုစဉ်းစားစရာပါပဲဘာဖြစ်လို့လဲဆိုတော့စစ်အစိုးရကကျွန်တော်တို့ရိုဟင်ဂျာလူမျိုးများကိုလွတ်အပ်တဲ့အတွက်ကြောင့်မလို့တုံးနေတဲ့သဘောမျိုးဖြစ်နေပါတယ်တကယ်လို့စစ်အစိုးရကကျွန်တော်တို့ရိုဟင်ဂျာလူမျိုးများကိုအလိုရှိခဲ့သည်ရှိတော့သူတို့ကကျွန်တော်တို့ရိုဟင်ဂျာလူမျိုးများကိုဘာဖြစ်လို့နိုင်ငံသားအဖြစ်မခံယူတာလဲဒါဘာသဘောတော့တကယ်လို့စစ်အစိုးရမရိုဟင်ဂျာလူမျိုးများကိုအားလဲအားပေးနေတယ်ဟုတ်တယ်မလားခံလည်းမခံယူဒါပါတော့အလိုရှိမှတုံမယ်အလိုမရှိတာနဲ့ပြစ်ပယ်ချလိုက်တော့မယ်ဒီသဘောမျိုးဖြစ်သလားတကယ်ကိုစဉ်းစားစရာပါပဲအံ့အော်လဲအံ့အော်စရာပါပဲအကြည့်မခံနိုင်တဲ့လူမျိုးကိုအခုမှကျတော့ရင်ဘယ်လိုခေါ်မလဲရင်ခွင်ပိုက်ပွေးနေတာကိုတွေ့နေရပါတယ်ဘာတော့ဘယ်လိုဟန်ဆောင်မှုလဲအဲ့ဒါကျွန်တော်အနေနဲ့ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်တိုးရီခြုံတော့ဝန်ပလွေလို့ကျွန်တော်ထင်ပါတယ်ဟိုရိုဟင်ဂျာလူမျိုးကျွန်တော်အခုမနမကြက်တတိထပါဒီအစိုးရကလည်းကျွန်တော်တို့ကိုနှစ်တက်လို့ချစ်လို့ခေလို့မီလို့မဟုတ်ပါဘူးသူတို့အသက်ကိုသူတို့ကမခေနိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကအသုံးပြုခြင်းဖြစ်ပါတယ်ဒါပေမဲ့ဒီအပိုင်လေးကိုတော့ကျွန်တော်တို့ခေါင်းထဲမှာထားပြီးတော့ရှေ့ချောင်းရမှာဖြစ်ပါတယ်နောက်တစ်ခုကအဲ့ရခိုင်ပြည်နယ်မှာရှိတဲ့ကျွန်တော်တို့မွတ်စလင်သားကျွန်တော်တို့ရဲ့မိမိရဲ့ဌာနေရဲ့မိမိရဲ့အိုင်ဆိုင်ခွင့်ကိုကိုတိုင်းကိစ္စရမှာဖြစ်တယ်တစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်စစ်အစိုးရကိုကျွန်တော်တို့ယုံလို့မယုံနိုင်ပါဘူးနောက်တစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပိုင်ဆိုင်ခွင့်ကိုကျွန်တော်ကရအောင်ယူရမယ်ထိမ့်ရမှာဒါကြောင့်မလို့အခုကျွန်တော်ဘယ်လိုလုပ်ရင်ကောင်းမလဲမိမိလုံးမဲ့လောက်ရက်ကဘယ်လိုအစင်းအတက်ထိရအောင်ဘယ်လိုအနေထားတော့ရအောင်လောက်ရမလဲဆိုတာကိုစဉ်းစားဆင်ခြင်ပြီးတော့လုံးမကောင်းပါမယ်ကျွန်တော်နောက်တစ်ခုဆိုလို့ကျင်တာသူတို့ရိုဟင်ဂျာလူမျိုးဒီဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ရိုဟင်ဂျာလူမျိုးအကုန်လုံးအခုကတေးတဲ့မသားတေးတယ်လို့မသားကောင်းလို့ဖြစ်နေတယ်ဟုတ်တယ်မလားအဲ့မသားကောင်းလို့မြို့မတေးဘဲနဲ့ကျွန်တော်တေးရမယ်ဟုတ်တယ်မလားတေးချင်းထရနဲ့တော့ရင်ကိုရင်ဆိုင်ရမှာပဲတနေ့နေ့ကြလို့ချင်းရင်တေးကိုတေးရမှာပဲအဲ့တေးရမယ့်ဟာကိုကြတော့ကျွန်တော်အတုံးချမိမိရဲ့အမျိုးအတွက်မိမိရဲ့လူမျိုးအတွက်မိမိရဲ့နေရဲ့အတွက်အတုံးချစေချင်ပါတယ်ဒါကြောင့်မလို့ဒီဘင်္ဂလားဒေ့ရှ်မှာမနေဘဲနဲ့အကုန်လုံးရခိုင်ပြည်နယ်ကိုပြန်ဝင်လာလို့ရှိရင်ရခိုင်ပြည်နယ်ကိုပြန်ဝင်လာလို့ရှိရင်ကောင်းပါမယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်ဒါကြောင့်မလို့ပညာရှိအတိုင်းဝိုင်းထဲမှာရှိတဲ့ပညာရှိသမားတွေကိုကျွန်တော်တခုဆိုလို့ကျင်တာမိမိရဲ့ဌာနေမိမိရဲ့နေရက်မိမိရဲ့ရက်ခွက်မိမိရဲ့ဘလော့မရှိသူတမျှကိုအားပေးသိပါတယ်မိမိကိုယ်တိုင်လည်းပါဝင်သိပါတယ်အာရခန်ကိုတွားဖို့ကျွန်တော်အစင်းသင်းရှိပါတယ်ကျွန်တော်မိသားစုနဲ့ကျွန်တော်အာရခန်ပြည်နယ်ကိုကျွန်တော်မကြခင်တွားတော့ပါမယ်ပြန်တော့ပါမယ်အဲ့လိုမျိုးစိတ်သက်မွေးပြီးတော့ကျွန်တော်တို့ဘင်္ဂလားဒေ့ရှ်မှာအခုနေထိုင်နေတဲ့ရိုဟင်ဂျာလူမျိုးအားလုံးအာရခန်ပြည်ကိုပြန်ဖို့အတွက်စိတ်သက်လေးမွေးပါစေလို့ကျွန်တော်ဆုတောင်းပါတယ်ပြီးတော့မိမိရဲ့ဇွေးလုံလောက်ဝိရိယအကုန်လုံးနဲ့ဟုတ်တယ်မလားသွားဖို့အတွက်ပြင်ဆင်ပါလို့ကျွန်တော်အနေနဲ့ပြောရင်နေကုန်းချုပ်လိုက်ပါရစေအားလုံးမင်္ဂလာပါအစ္စလာမ်အလိုင်ကွမ်ဝရဟ်မတုလ္လာဟ်ဝဘရကာတူ